မက်စလာ29ရက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတောင်တကုံ82ရက်ကွက်ကိုအပြင်းထန်ဖိနှိပ်ခဲ့ပါတယ်။အဲ့လိုဖိနှိပ်ခဲ့တာတွေကြောင့်တရက်ကွက်ထဲမှာရင်လူ6ဦးတနက်ထိမှန်တေဆုံးခဲ့ရပါတယ်။တနက်ထိမှန်တေဆုံးသူတွေက4ဦးက82ရက်ကွက်နေပြည်သူတွေဖြစ်ပြီးကျန်2ဦးကတော့လမ်းသွားလမ်းလာတွေဖြစ်တယ်လို့သိရပါတယ်။အသက်19နှစ်အရွယ်မောင်ဝင်းတိုးအောင်ဟာ82ရက်ကွက်မှာနေထိုင်တဲ့သူတူဖြစ်ပါတယ်။နှွေဦးတော်လှန်ရေးမှာနေ့စဉ်ဆန္ဒပြနေတဲ့ပြည်သူတူလည်းဖြစ်ပါတယ်။သူကရောက်ဖတော်ဆက်သူနဲ့အတူနေ့စဉ်ဆန္ဒပြနေစဉ်မှာပဲလက်ဖြောင့်တပ်သားစနိုက်ပါတွေရဲ့ပစ်ခတ်မှုကြောင့်တနက်ထိမှန်ခဲ့ရပါတယ်။ကိုဝင်းတိုးအောင်ဟာသူမကြဆုံးခင်မှာသူကြဆုံးသွားရင်ငိုမနေကြပဲဂုဏ်ယူနေကြပါလို့မိသားစုကိုမှာခဲ့ပါတယ်။အဲ့ဒီကဖြစ်တာတော့သူဒီမှာတိုက်ပွဲသူဝင်နေတာ။တိုက်ပွဲသူဝင်နေမှာတောက်လျှောက်ပြစ်နေရတယ်သူကထိပါသူစနိုက်ပါကြီးထိပါအဲ့ဒီထိနေချင်းဆွဲခေါ်လာဆွဲခေါ်ရောက်ဒီမှာနဲ့သူအသက်ရှူလို့ရအောင်လုပ်ပေးမယ်ဒါနဲ့ဒီမှာတောက်လျှောက်ပြစ်နေတော့ဟိုမှာစေကန်းရောက်တာလဲနောက်ကြပါဒီကိုအလောင်းပြန်လာတော့မှပဲညပိုင်းကျမှတိတ်တိတ်လေးယူလာခဲ့ရတာဒီ8နိုင်လောက်မှပဲပြန်ရောက်တယ်အလောင်းတချို့တော့ဒီနောက်နေ့ချက်ချင်းတချို့လိုက်ဖြစ်တာတော့အဲ့သူကြောက်သွားတဲ့နေရာ29ရက်နေအဲ့29ရက်နေမှာတိုင်ခင်ကြံတဲ့ရက်တည်းလည်းလာပြစ်တယ်သူတို့လူနဲ့လာလာပြစ်လိုက်ပြီးရင်ပြန်ဆုတ်သွားလိုက်အဲ့ခံတက်ဟိုတော့သူတို့ဒီပြောလို့မရဘူးပြောသူပြန်ဆုတ်သွားလူနဲ့အဲ့29ရက်နေကြမှာလူအင်အားတွေအကုန်လုံးတုံးပြီးတော့အမှဒါလောက်လာပြီးပတ်လည်းအကုန်ပြစ်လိုက်တော့ကိုတွေကဘလို့မှမရတော့ကိုတွေမှရှိတာလဲဒီအဝေးပြစ်ဆိုလို့ဒီဂျင်ကလေးတို့၄ဘွားတို့တော့ပဲရှိတာကျန်တာဘာမှမရှိသူကြသွားပြီဆိုတာဒါမဲ့ဒါညီကိုဆိုတော့စိတ်ထဲမှာဝမ်းနေတာပေါ့ဒါပေမဲ့သူပြောခဲ့တဲ့စကားတော့အများကြီးရှိနေဥစ္စာသူကပြန်ဖြေသိမ့်လိုက်တာပေါ့သူပြောတာသိဝိုင်းအများကြီးမကြနဲ့ဂုံယူလိုက်ဆိုတဲ့စကားတော့အဲ့ဒီစကားနဲ့ပဲပြန်ပြီးတော့ဖြေသိမ့်လိုက်ရတာပေါ့ဥစ္စာသူ့အတွက်လည်းဒါဂုံယူစရာပါပဲအကုန်လုံးဥစ္စာအတွက်သူအသက်ဆုံးသွားတာပဲငယ်ပဲနဲ့ကြောက်သွားတဲ့စိတ်ကတော့မရှိပါဘူးဒီမှာအကုန်လုံးကျွန်တော်ကတိုက်ပွဲတကယ်လို့ဖြစ်လာပြီဆိုရင်ပြန်ထွက်မှာပဲဒါသူတို့အေးတဲ့ချိန်ကျကိုယ်လည်းပြန်ငြိမ်နေလိုက်တယ်တကယ်အကုန်ပြန်ထွက်ဆိုရင်ကုန်ထွက်မှာပဲကြောက်စရာတော့မရှိပါဘူးသူတို့ကလက်နဲ့ရှိပြီးတော့သူချင်းချောက်တာလာပဲရှိတော့ကိုဒီဘက်ကဘာမှကြောက်စရာမရှိကိုဒီဘက်ကစိတ်ဓာတ်ရှိနေရတာပဲမက်စလာ29ရက်နေ့လယ်2နာရီလောက်မှာ82ရက်ကွက်ထိပ်ကအကျော်တဲမှတ်တိုင်မှာစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကနေအိမ်တွေကိုစတင်ပြီးရှုပါတယ်။မိကြောက်တွေကြောင့်ရက်ကွက်နေပြည်သူတချို့မိငိမ့်သက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာပဲပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။အသက်28နှစ်အရွယ်ကိုအောင်သူကသူတို့နေအိမ်နဲ့မိကက်စွာမင်းညွန့်တွေကိုမြင်ရတဲ့အချိန်မှာမိငိမ့်သက်ရမယ်ဆိုတဲ့အသည့်နဲ့မိငိမ့်သက်ဖို့ခြံထဲကနေထွက်ဖို့ကြိုးစားစဉ်မှာပဲစစ်ကောင်စီရဲ့တပ်တွေကပြစ်ခတ်ခံရပြီးနေရာမှာကြာဆုံးခဲ့ပါတယ်။ကိုအောင်သူရဲ့မိခင်ကအခုလိုပြောပြပါတယ်။သူကပြောဆိုတော့ဟိုဒီဟိုကသူကဒီလိုပေါ့မီးလောင်တော့တကြောတတ်ထားတယ်တကြောတတ်တော့သူကပြေးတယ်ပြေးပြီးဒီမီးကအငွေ့ရမကုန်သေးဘူးသူပြန်ပြီးတော့ဒီခေါင်းရနေပြီးပတ်ပြီးအယောက်ထက်နဲ့ဝင်ပြီးတော့တွားနေမယ်ပေါ့သူတို့3ယောက်ကတွားအိုက်ကောင်လေးကပြန်ပြောပြသူနဲ့ပါတဲ့ကောင်လေးကတွားနေမယ်ဆိုပြီးတော့သူကနေမင်းတို့အိုက်မှာနေလဲဟုတ်ငါတစ်ချက်လှမ်းချောင်းဝင်ပေါ့အိုက်ကောင်လှမ်းချောင်းလို့သူတို့မရှိဆိုငါတို့အဲ့ဘက်ကိုပြေးပြီးတော့ရေသွားတတ်မယ်ပေါ့ဆိုပြီးအဲ့လိုပြောတာမာကြီးတဲ့အဲ့နဲ့မာကြီးကတဲ့ဒီကုန်းဝချောင်းမှာဟိုကအပြစ်မှာအဲ့မှာတဲ့ခါဒီကိုထိသွားတာလက်ထီကိုထိသွားနေတွေထိလဲကြာသွားကြာလဲကြာသူကဆွဲပြီးတော့လာတော့2ယောက်တည်းမနိုင်မင်းဆွဲလဲဆိုတော့ခေါင်းအိမ်ယောက်တည်းမှာသူကထားခဲ့တယ်မာကြီးကအဲ့ဒီမှာဆိုကြားနေရတာခေါင်းအိမ်ယောက်တည်းမှာထားခဲ့တော့ကြာသွားပြီးတော့ကိုကတိလိုက်ပြီကြာလဲကြာကိုသားသမီးကိုပြန်ဆွဲခေါ်လို့ရှိရင်သူတို့ရောက်ဝင်လာရင်ဆွဲသွားမှာမာကြီးကအသားလေးငိန်နေလိုက်တယ်ငိန်လဲငိန်တော့သူတို့အုပ်စုရတယ်ပဲ5 6ရောက်လာရလောက်ဟဲ့ရောက်နေပခုံးပေါ်ထမ်းလို့မရဘူးဝါတော့ထမ်းလို့မရဘူးဟဲ့ကောင်လည်းလာဆွဲမယ်ဆိုပြီးတော့လေ5 6ဆွဲပြီးခေါ်ပြီးတော့အနောက်အိမ်မှာသူခဏသွားဖွက်ထားတယ်ပြီးလဲပြီးတော့မာကြီးတော့သွားပြီးတော့ခေါ်တော့သူကကဲပေါ့နော်အရေးပေါ်ဆိုပြီးတော့သူကစေးတန်းကိုခေါ်သွားတယ်မာကြီးလိုက်သွားတယ်လိုက်သွားကြမာကြီးကတိရခေါင်းဖြစ်သွားတော့သူ့ခေါင်းမာကြီးကလို့ပွေသွားတဲ့ခါကျသူ့ခေါင်းကပျော့စီခွေပဲဒီကုလုံးသွေးတွေပဲအဲ့နဲ့သူကနေကဲစိတ်ချမ်းသာဆိုမေးစိတ်ချခေါ်သွားကိုလည်းကြာဘယ်ထိသွားလဲတဲ့ခေါင်းထိရဲကောက်တော့ကွာတဲ့ဒါကဘာတော့လဲအဲ့ဒါထားလို့မအေးလို့ဆိုတော့နော်မာကြီးကိုဘယ်မှာထားလို့ဒါမဲ့ညီမတို့အိမ်ချမ်းကျဲတယ်ပေါ့အိမ်မော်တော့မတင်တော့ဘူးသူအိတ်တာဒီအောက်ကလေးမှာသူအိတ်တာအပေါ်မှာသူကတအားပူလို့အဲ့မှာသူအိတ်တဲ့နေရာအဲ့နဲ့ကဲမတူးဆိုပြီးအပေါ်မတင်တော့ဘူးဆိုပြီးအဲ့အောက်ကလေးမှာမာကြီးသူအိတ်ရတယ်အကုန်ယူပြီးဖြားတွေဘာတွေခေါင်းအကုန်ယူပြီးအဲ့မှာတင်ငွေတူပေါ့နော်ဝါတာဘူးကြီးအုပ်ထားတယ်အုပ်ပြီးတော့ထင်းမုံပုံငံမို့ပေါ့ညီမကြီးလာတဲ့ခါကျထင်းထားတဲ့နေရာပေါ့ဆိုတော့ထင်းလေးကိုအကုန်စီးပြီးတော့ညီမထားထားတယ်မာကြီးကထားထားလိုက်တယ်ထားပြီးတော့ခုမှအဲ့လိုပဲပေါ့နော်
စစ်သားတွေကဟိုအိမ်ကတက်အိမ်ကဝင်လာတယ်10ရောက်တဲ့ဒါပေမဲ့ဒီနားမှာကြားတယ်ဆိုတော့သူတို့မသိလို့ပေါ့နော်မသိလို့နောက်မဆိုရင်တက်လာဝင်ဆွဲအောင်မှာဝင်သွားပြီးဟိုဘက်ကနေပတ်ပြီးတော့ထွက်သွားကြတယ်ဆိုအမားတို့လည်းမအိပ်ရပါဘူးညလုံးအတွက်ချိုင်းထွက်ကြည့်လေခွေးအောင်ထွက်ကြည့်လေဒါကြီးအကုန်ပိတ်ထားတယ်အခုတည်းလည်းပစိုးတွေပိတ်ပြီးအသားလေးပစိုးလေးကိုလှန်ပြီးတော့ကြည့်မိုးလေးမှဆိုတော့ခုမှဆူတောင်းသွားတယ်မိုးလေးလေးနဲ့သူ့ကနေသူပေါ့နော်ဆေးုံခေါ်သွားတယ်ဆေးုံကြတဲ့ကသူကခေါင်းတွေမခေါင်းမှကြည်ပါထုတ်တယ်ထုတ်ထည့်ပြီးတော့ပြီးအဲ့မှာ9ယောက်ပေါ့နော်မာယူဘက်ကကြာလာဟိုဘက်တရားတော့မပြောတော့ဒီဘက်ကကြာတာ9ယောက်ကိုဒီခါလဲသေစင်းကိုတနားခွဲမှရတယ်ရကိုလောင်ကိုလာကြည့်ပါကိုလောင်ကိုလာကြည့်ပါဆိုတော့အကုန်လုံးကာယကရှိတဲ့အကုန်ကြည့်ပြီးတော့ကား5စီးနဲ့တယောက်တစ်စီးနဲ့တင်ပြီးတော့လာတဲ့ခါကျတရားချောင်းမှာစစ်သားတွေရောက်နေတယ်တဲ့အဲ့တော့လည်းမထူးဆိုပြီးဟိုးဘက်ကနေပတ်ပြီးတော့မောင်းတော့ကြီးစုဝါထိတ်ရောက်သွားအဲ့တော့မှမာယူအဲ့ရမှာတကြိုကကိုမှရှင်တမမနဲ့ပေါ့နော်ကိုသားလေးကိုညီချဖို့ကိုမှအဲ့လိုမျိုးတောကတွေများနေတာပေါ့သူကဒီလိုညာပိုင်းကိုဖြစ်နေတဲ့ချိန်ကိုညနေပိုင်းတရက်ပေါ့ညီမကြီးနောက်လေးမနေ့တရက်2ရက်မြောက်ကိုတကြိုလိုက်တယ်ဒါပေမဲ့မာကြီးလမ်းမှာပွဲတွေပါပေးလိုက်ပါတယ်2ရက်တကြိုတော့လေလမ်းလဲဟိုဖြစ်မှာသူတို့ပေါ့နော်ပွဲနဲ့ပွဲပေးလိုက်တယ်လှုပ်ပေးလိုက်အဲ့လိုမျိုးအသက်29နှစ်အရွယ်ကိုမျိုးကိုဦးမှာလူမမယ်သမီးငယ်လေး2ဦးနဲ့သူ့ကိုမိခိုနေတဲ့ဇနီးတွေတို့ရှိပါတယ်စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းရက်ွက်လုံခြုံရေးအတွက်ညတိုင်းကင်းဆောင်ပေးခဲ့တယ်လို့ဇနီးတွေကပြောပြပါဗျ။ညဘက်ဆိုကင်းဆောင်အနေကင်းဘက်ဆိုအိနေကင်းဘက်လာပြီးရောက်လာတယ်ဆိုသူသွားတယ်အမြဲတမ်းပေါ့နော်သူအမှအနေဖြစ်တဲ့နေ့ကသူကရှေ့ဆုံးရောက်သွားတယ်လို့ပြောတယ်။ပြောတဲ့သူတွေပေါ့နော်သူကရှေ့ဆုံးတက်သွားတယ်ရှေ့ဆုံးကနေအဖြစ်ခံရတာလို့ပြောတယ်။ကျန်ရစ်သူဇနီးတွေကပြည်သူတွေအသက်ပေးထားခဲ့ပြီးတဲ့နောက်မှာတော့အနိုင်မဲလိုချင်တော့တယ်လို့ပြောပါတယ်။အမေကတော့အားလုံးကိုနိုင်စီခြင်းတယ်။အားလုံးအသက်တွေချင်းထားပြီးတော့မှမရှုံးချင်ဘူးပေါ့နော်။အကုန်လုံးကောင်းသူကကိုတော့မလုံနိုင်တဲ့အလုပ်သူလုပ်ရတယ်ဆိုတော့လေအသက်29နှစ်အရွယ်ရှိတဲ့ကိုအောင်မျိုးတန့်မှာအသက်2နှစ်ခွဲသာရှိသေးတဲ့ကလေးငယ်လေးကြံရစ်ခဲ့ပါတယ်။ကိုအောင်မျိုးတန့်က29ရက်နေ့မှာဝမ်ဘိုက်ကိုကြည်ထိမှန်ခဲ့တာဖြစ်ပေမဲ့နောက်တစ်ရက်ဖြစ်တဲ့30ရက်နေ့ကြာမှသာကြာဆုံးခဲ့ရသူဖြစ်ပါတယ်။သူကြာဆုံးခဲ့ပုံကိုသူ့ဇနီးကအခုလိုပြောပြပါတယ်။ထွက်နေရပဲဒါပေမဲ့ကိုတော့မထွက်ဘူးတော့တားတာပဲပေါ့နော်ပြောရင်လေ तू ကကိုပြောလို့ရှိရင်ပြောစကား तू နားမထောင်သွားတာပဲဒါပေမဲ့အရေးမစွန့်တော့ तू ကတော့ကိုပြောတာပဲစိတ်မပူနဲ့မိမဘာမှမဖြစ်ဘူးပြောတာပဲအဲ့ဒီမနေ့ကလည်းသူတို့မသိလိုက်ဘူးသမီးစားပြီးတော့အောက်ဆင်းသွားတာစင်ပါမျိုးမှာပြည့်တဲ့ခက်တန်ကြတော့ဟဲ့အောင်မျိုးတန်းတယောက်ပဲရောက်နေတယ်မသိဘူးဆိုတော့လမ်းထဲလူတွေကတော့စိတ်မပူနဲ့လမ်းထိပ်မှာပဲရှိတယ်ဆိုတော့ကိုကစိတ်အေးထားရတာပေါ့နော်ပြီးတော့တော့မီးလောင်နေကြာတော့အဲ့မှာသွားတာလားမသိပါဘူးကိုလည်းမသိရတော့တအောင်းနေကြတော့ဒီညဖုံးဆက်တာပဲထိပါပြီအမားတဲ့သူကတော့ချက်ထိတယ်ပြောတာနေမှာညီမတို့ကြာတာရှက်ထိတယ်ကြာတော့ကိုကစိတ်အေးသွားတာပေါ့နော်ပြီးတော့ကြာမှဆေးဝင်ရောက်တော့ဘာထုတ်ချင်ပေါ့ပဲဦးကထွက်နေပြီအဲ့လိုမျိုးပြောသမီးကသူ့ကိုတော့ဘာရပောက်သွားဆိုတော့ချင်းနေမကောင်းမတော့သိတော့ပေါ့နော်ဒါမဲ့ဆရာဝန်က operation ဝင်ရင်တော့ဘာမှမဖြစ်ပါဘူးပြောတော့ကိုကစိတ်တော့နည်းအေးတာပေါ့ဒါမဲ့သမီးမျိုးသားသမီးမေးတော့သူကသူ့ကိုသူသိတယ်သမီးသူကပြောတယ်မိမတဲ့သူမရဘူးပေါ့နော်ကလေးကိုတွေးချင်နေတဲ့စံတစ်ထုံဆိုတော့ကိုကတော့ဆူလိုက်တာပေါ့ဆေးရုံမှာကြာကလေးကိုမတွေးလို့မရပဲနေခွေးကန်းဝင်ရမယ်ဘာမှမဖြစ်ဘူးပေါ့အဲ့ဒီတော့ဒါမဲ့သူ့ကိုသူတို့သိတယ်သူဆုံးမယ်ဆိုတော့မိဘမရှိတော့တဲ့ဇနီးတွေကကိုအောင်မျိုးတန့်ကိုမိခိုနေထိုင်နေတာဖြစ်ပါတယ်။ဝန်းထဲကြေကွဲစရာကောင်းလိုက်တဲ့အဖြစ်အပျက်တွေမိသားစုဝင်တွေတငယ်ချင်းတွေကိုဆုံးရှုံးခဲ့ရလောက်အောင်ဖိနှိပ်ခဲ့ပေမဲ့လည်းတောင်တကုံမြို့နယ်တွေကပြည်သူတွေကတော့အခုချိန်ထိစစ်ကောင်စီဝင်တွေကိုဆက်လက်ဆန့်ကျင်နေကြဆဲပဲဖြစ်ပါတယ်။